အားလုံးပဲမင်္ဂလာပါ Talking Football မြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2016 AR Band Tri Nation Cup ပြိုင်ပွဲအတွက်မြန်မာလေရေးစဉ်မြို့သမီးတဲ့အဆင့်သင်းဖြစ်နေပြီလားဆိုတာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးကြပါမယ်အခု2026ခုနှစ်တွင်မှာနိုင်ငံတကာပြိုင်ပွဲတစ်ပွဲမှာရှင်ပြိုင်ကစားထားခြင်းမရှိသေးတဲ့မြန်မာလေရေးစဉ်မြို့သမီးတင်းကတော့အခုလာမယ့်ဇွန်လအတွင်းမှာ2026 AR Band Tri Nation Cup ပြိုင်ပွဲကိုရှင်ပြိုင်ကစားတော့ရမှာဖြစ်ပါတယ်ဒီပြိုင်ပွဲဟာမြန်မာလေရေးစဉ်မြို့သမီးတင်းအတွက်အခု2026ခုနှစ်အတွက်ပထမအဆုံးနိုင်ငံတကာပြိုင်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာလေရေးစဉ်မြို့သမီးတင်ရအခုပြိုင်ပွဲမှာအောင်မြင်မှုတွေရရှိနိုင်ဖို့အတွက်ပြီးခဲ့တဲ့ဧပြီလဒုတိယပတ်ထဲကစခန်းသွင်းလေ့ကျင့်မှုတွေကိုဆောင်ရွက်နေလည်းရှိတာလည်းဖြစ်ပါတယ်။ဒါပေမဲ့စင်မကောင်းတဲ့သတင်းတစ်ခုကတော့ AR Band Cup ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့မြန်မာလေရေးစဉ်တင်ရလူစင်းမှာတော့အသင်းမှာအဓိကအားထားရတဲ့ဝိုင်းတိုက်စစ်ကစားသမားဝင်းသိက်ကီထွန်းကတော့သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့်ပါဝင်နိုင်ခြင်းမရှိတာကိုတွေ့မြင်ရပါတယ်။ဒါကြောင့်မြန်မာလေစဉ်မြို့သမီးတင်းရဲ့အဓိကတိုက်စစ်ကစားသမားကဘယ်သူဖြစ်လာမလဲဆိုတာကတော့မေကွန်းထုတ်စရာဖြစ်လာပါတယ်။ပြည်သက်တချို့ကတော့ပြည်သူ့ချစ်တော်မေထက်လူကိုမြန်မာလေစဉ်မြို့သမီးတင်းမှာပွဲထွက်ကစားသမားဖြစ်သုံးပြုဖို့တိုက်တွန်းနေမှုတချို့ရှိနေပေမဲ့လည်း Talking Football မြန်မာကတော့မေထက်လူထက်ပြီးခဲ့တဲ့မြန်မာမြို့သမီးလိပြိုင်ပွဲမှာဂိုးသွင်းများဆုံးကစားသမားဖြစ်ခြေစွမ်းပြထားတဲ့လူငယ်တိုက်စစ်ကစားသမားစင်မိုးပြည့်ကိုမြန်မာလေစဉ်မြို့သမီးတင်းရဲ့တိုက်စစ်နေရာအတွက်စံသက်အသုံးပြုတင်တယ်လို့ယူဆပြီးပါတယ်မြန်မာလေစဉ်မြို့သမီးတင်ဟာအမဲဇွန်လ3ရက်နေ့မှာတော့2026 AR Band Tri Nation Cup ပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်နေနဲ့ဘိုးအာရှအသင်းတစ်သင်းဖြစ်တဲ့ဥဘကစ္စတန်သင်းနဲ့စတင်ရှင်ပြိုင်ကစားတော့ရမှာဖြစ်ပါတယ်ဥဘကစ္စတန်သင်းဟာဘိုးအာရှကဘောလုံးစင်တန်မြန်မာတဲ့နိုင်ငံလေစဉ်အသင်းတစ်သင်းဖြစ်ပြီးတော့လက်ရှိချိန်မှာတော့ကဘာစစ်သတ်မှတ်ချက်တွေကကဘာစစ်53မှာရပ်တည်နေလျက်ရှိပါတယ်ဥဘကစ္စတန်သင်းဟာအခုနှစ်အတွက်ကျင်းပတဲ့2026အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာအုပ်စုစင်းကနေတက်လှမ်းနိုင်ခဲ့ပြီးတော့လာမယ့်အမျိုးသမီးကဖဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်အတွက် Play-off အဆင့်ထိကစားခွင့်ရရှိခဲ့ပေမဲ့လည်းဖိလစ်ပိုင်သင်းကိုရေးနှိမ်ခဲ့တာကြောင့်ကဖဖလားဝင်ခွင့်နဲ့လွဲချော်ခဲ့ရတဲ့အသင်းကောင်တစ်သင်းလည်းဖြစ်ပါတယ်အကယ်၍မြန်မာသင်းဟာဥဘကစ္စတန်သင်းကိုအနိုင်ရရှိခဲ့အောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ချန်ပီယံဆုဖလားကိုရယူနိုင်ဖို့အတွက်မျှော်လင့်ချက်တွေပုံမရှင်းသန်လာပြီးအုပ်စုနောက်ဆုံးပွဲစဉ်အနေနဲ့ဇွန်လ9ရက်နေ့မှာအာဆီယံဒေသတွင်းပြိုင်ပွဲဖြစ်တဲ့ထိုင်းသင်းနဲ့ရှင်ပြိုင်ကစားတော့ရမှာဖြစ်ပါတယ်။ထိုင်းသင်းကတော့အားလုံးသိကြတဲ့အတိုင်းအာဆီယံဘောလုံးလောကမှာအောင်မြင်ဆုံးအသင်းဖြစ်ရပ်တည်နေလဲရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ထိုင်းသင်းကအခု2026ခုနှစ်မှာတော့ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ကနေကျင်းပတဲ့ FIFA Series ကိုထိုင်းနိုင်ငံကနေအေရှပြည်လက်ခံကျင်းပခဲ့ပြီးတော့ FIFA Series ပြိုင်ပွဲမှာအာဖရိကအသင်းတွေကိုအနိုင်ရရှိခဲ့ပြီးချန်ပီယံဆုဖလားကိုပူပူနွေးနွေးရရှိထားတဲ့အသင်းကောင်တစ်သင်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ထိုင်းလေရေးစဉ်မြို့သမီးအသင်းကိုထိုင်းကနဝင်ဘောလုံးသမားတအုပ်ဖြစ်တဲ့နာတီပေါင်ကကင်တွယ်နေလဲရှိပြီးတော့အခုရွေးချယ်ထားတဲ့လူစင်းမှာထိုင်းလေရေးစဉ်မြို့သမီးတင်ရဲ့အဓိကကစားသမားအများစုကိုပြန်လည်ရွေးချယ်လာတာကိုတွေ့ရပါတယ်2026 AR Band Tri Nation Cup ပြိုင်ပွဲမှာမြန်မာအသင်းရင်ဆိုင်ရမယ်ဥဘကစ္စတန်အသင်းထိုင်းလေရေးစဉ်မြို့သမီးအသင်းတွေကခက်ခဲတဲ့ပြိုင်ပွဲအသင်းတွေဖြစ်တာကြောင့်မြန်မာလေရေးစဉ်မြို့သမီးအသင်းတွေနဲ့အခုပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့အသင်းဖြစ်နေပြီလားလို့မေးခွန်းထုတ်ရမှာဖြစ်ပါတယ်